အားလုံးမင်္ဂလာပါဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အနေငယ်ဝင်မြချင်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30အငယ်30မှာတခိုးသည်ခိုးခြင်းတက်ခြင်းဖြက်စီးခြင်းငါသာလာ၏ငါမူကားတိုးတို့သည်အသက်နှင့်လွတ်ယုံမြမကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းကငါလာတည်းလို့နှုတ်ကပတ်တော်ကဖော်ပြထားပါတယ်ဒီနှုတ်ကပတ်တော်မှာနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကတိုးတို့သည်အသက်နှင့်လွတ်ရမယ်နောက်တစ်ပိုင်းကအထူးသဖြင့်အသက်နှင့်ပြည့်စုံဖို့အတွက်ဆိုတော့နှုတ်ကပတ်တော်ကိုကြည့်လိုက်လို့ရှိရင်အမြဲတမ်းနှစ်ပိုင်းထူးထူးခြားခြားလေးအမြဲတမ်းမြင်ရတယ်တိနှစ်လင်းမှာဆိုလဲလူအပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဆိုတော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဥစွာရှာနောက်မှထိုရများကိုထပ်၍ပေးမယ်အမြဲတမ်းနှစ်ပိုင်းရှိတယ်အဲ့ဒါကိုထူးထူးခြားခြားကျွန်တော်တို့တွေ့ရတယ်ဒီယော30မှာဆိုလဲနှစ်ပိုင်းပေါ်ပြထားတယ်ပထမတစ်ပိုင်းကတိုးတို့ဒီအသက်နဲ့လွတ်ဖို့အတွက်ကျွန်တော်တို့တွေယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ကငရဲကလွတ်သွားတယ်အပြစ်သားကနေဖျားသားဖြစ်သွားတယ်။မောင်မိုက်ထဲကနေပြီးတော့မှအံ့ဖွယ်အလင်းတော်တွေကိုခေါ်သွင်းခံရတယ်။တနည်းအားဖြင့်တည်ခြင်းကနေပြီးတော့မှအသက်ရှင်ခွင့်ရတာဖြစ်တယ်။ဆိုတော့အသက်နဲ့လွတ်သွားတော့အဲ့ဒါပထမဆုံးတစ်ချက်ဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့ကိုအသက်နဲ့လွတ်စေခြင်းတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကိုလာရွေးခဲ့တယ်။ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကအသက်လွတ်တယ်။လူအပေါင်းကယ်တင်ခြင်းတို့ရောက်ဖို့ဘုရားခင်လိုတော်ရှိတယ်။အတိတ်ဘက်ကလူတိုင်းအသက်လွတ်ဖို့အတွက်ဘုရားလိုရှိပါတယ်။ယေရှုခရစ်တော်ကအားလုံးအတွက်လာရောက်လှုပ်ဆောင်ပေးပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အသက်လွတ်ယုံပဲမဟုတ်ပါဘူး။နှုတ်ကပတ်တော်ကဆက်ပြီးဖော်ပြထားတယ်။အသက်လွတ်ယုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကအထူးသဖြင့်ဆိုတဲ့ကပိုပြီးတော့မှကျွန်တော်တို့ကိုသူပေးချင်တာရှိသေးတယ်။အသက်လွတ်သွားပြီ။ငရဲကလွတ်သွားပြီအရန်ကောင်းတယ်။ဒါအရေးကြီးဆုံးလည်းဖြစ်တယ်။ဒါပေမဲ့ငရဲကလွတ်ရင်ပြီးသွားပြီဆိုပြီးဘုရားရဲ့အလိုတော်ကအဲ့လောက်ပဲမဟုတ်ဘူးအထူးသဖြင့်ကျွန်တော်တို့ကိုအသက်နဲ့ပြည့်စုံစေခြင်းနဲ့ခုနကတော့တစ်နှစ်လေထဲမှာလိုပဲလူပေါင်းကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဒါဆိုရင်အသက်နဲ့ပြည့်ဖို့ကတမန်တရားသိဖို့လိုတာဖြစ်တယ်နှုတ်ကပတ်တော်တကူကဘာပြောတယ်လဲဆိုတော့တမန်တရားကိုသိရင်အဲ့ဒီတရားကလွတ်ပေမယ်တဲ့ဆိုတော့ကျွန်တော်တို့တွေတမန်တရားသိဖို့ကအင်မတန်မှအရေးကြီးတယ်ကျွန်တော်တို့ယုံကြည်သူတက်တာမှာတမန်တရားမသိလို့ရှိရင်ကျွန်တော်တို့တွေအရင်ဆုံးရှုံးတာဖြစ်တယ်ဆိုတော့တမန်တရားသိတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကျမ်းစာပုံမှန်ဖတ်နေတာကျွန်တော်တို့တွေတရားဟောချက်ပုံမှန်နားထောင်နေတာကိုပြောတာမဟုတ်ဘူးဆိုတော့နှုတ်ကပတ်တော်တွေကဖော်ပြထားတဲ့ကိုကဘာတူလဲကျွန်တော်တို့တွေရဲ့အရာကဘာလဲကျွန်တော်တို့ရပိုင်ခွင့်ကဘာလဲဆိုတာနှုတ်ကပတ်တော်ကဖော်ပြထားတာကိုကျွန်တော်တို့ကနားလည်သဘောပေါက်ပြီးတော့မှယုံကြည်တဲ့အခါမှာထိုတမန်တရားကိုသိလိုက်တဲ့အခါမှာအဲ့ဒီတမန်တရားကကျွန်တော်တို့ထဲမှာအသက်ဖြစ်လာခုနကတော့အသက်နဲ့ပြည့်လာတာဖြစ်တယ်တမန်တရားကိုနားလေသဘောပေါက်လေအသက်နဲ့သာရွေးပြည့်လေဖြစ်တယ်စာတန်အကြောက်ဆုံးကကျွန်တော်တို့တမန်တရားသိသွားမှအရန်ကြောက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုဘာနဲ့နောက်ဆက်ဓာစီလဲဆိုတော့လူရဲ့အတွေးခေါ်တဲ့ဘာဝတွေထဲမှာကျွန်တော်တို့ကိုဘောင်ခတ်ထားတယ်တမန်တရားကဒီလိုပြောပေမဲ့အဲ့ဒီတမန်တရားပြောထားတဲ့အတိုင်းကိုကျွန်တော်တို့ယုံကြည်ဖို့ရန်အတွက်ခက်ခဲစေတယ်ဘာလဲဆိုတော့နီးလမ်းမကြောက်လူရဲ့အတွေးခေါ်လူရဲ့အမြင်တွေနဲ့ပိတ်ဆို့တားဆီးထားတယ်စာတန်ကကျွန်တော်တို့ကိုပါလေးနဲ့တမန်တရားကိုမသိအောင်နီးမျိုးစုံနဲ့ကျွန်တော်တို့ကိုလဲ့စားနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာတမန်တရားနဲ့ပြည့်ဖို့အတွက်အသက်နဲ့ပြည့်ဖို့အတွက်ကျွန်တော်တို့တွေတမန်တရားကိုစစ်စစ်ကြည့်ဖို့အတွက်ဖြစ်ပါတယ်တမန်တရားကိုသိတဲ့သူနဲ့မသိတဲ့သူရဲ့ကွာခြားချက်ကပါလဲဆိုတော့သိသွားတဲ့သူကသူရဲ့အသက်တာကလွတ်သွားတယ်သူတကားတစ်ချက်ပြီးတစ်ချက်ပွင့်သွားတယ်လို့ပဲတော့တစ်ချောင်းရသွားတယ်လို့ပဲသူကပွင့်ထွက်သွားပြီးတော့မှသူ့ရဲ့သက်တာတွေမှာတစ်ခုပြီးတစ်ခုထင်ရှားလာတာဖြစ်ပါတယ်ဆိုတော့တကယ်တော့နှုတ်ကပတ်တော်ကြည့်လို့ရှိရင်ဖခင်ရဲ့ဂတိတော်တွေကျွန်တော်တို့အများစွာရှိတယ်ဒါပေမဲ့အဲ့ဒီဂတိတော်တစ်ခုချင်းစီတိုင်းကိုယုံကြည်ဖို့ကကျွန်တော်တို့လူညံနဲ့အင်မတန်မှခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဝိညာဉ်တော်ရဲ့မဆာခြင်းအဖြစ်တမန်တရားကိုသိပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ဘာတူလဲဆိုတာကိုကျွန်တော်တို့သိမှသာကျွန်တော်တို့လွတ်မှာဖြစ်ပါတယ်ဆိုတော့အသက်ကလွတ်သွားပြီးအရန်ကောင်းတယ်ဒါပေမဲ့တမန်တရားနဲ့ပြည့်ဖို့အတွက်ဘုရားသခင်အလိုတော်ရှိပါတယ်တမန်တရားကိုသိဖို့အတွက်ကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုနှလုံးသားတကားဖွင့်ပြီးတော့မှနှိမ့်ချစွာနဲ့ကျွန်တော်တို့ခံယူဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့သိထားတဲ့ကျွန်တော်တို့အရင်ထည့်ထားတဲ့အရာတွေထက်ဘုရားသခင်ကျွန်တော်တို့ကိုအခုချိန်မှာဖွင့်ပြနားလည်စေတဲ့အရာကိုကျွန်တော်တို့တွေယူသားစွာနဲ့နှိမ့်ချစွာနဲ့ခံယူဖို့အတွက်ဖြစ်ပါတယ်တခါလေနှုတ်ကပတ်တော်ကပြောတဲ့အရာတွေကိုကျွန်တော်တို့ကလက်ခံဖို့အရန်ခက်တယ်အဲဒါကျွန်တော်တို့ကိုကျွန်တော်တို့ limit လုပ်ထားလိုက်လို့ဖြစ်တယ်ငါတော့ဒီလောက်ဆိုရပါပြီ
ဘုရားရှင်ရတယ်လုံလောက်တယ်ဘုရားရှင်ပြည့်စုံတယ်ဘုရားငါနဲ့အတူရှိရင်ပြည့်စုံတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့ကကို limit ထားလိုက်ပြီးတော့မှတကယ်တမ်းဘုရားရှိရင်ဘလောက်အထိပြည့်စုံလဲဆိုတော့အဲ့ဒီအသက်တာဒီကိုကျွန်တော်တို့သွားဖို့လိုတာဖြစ်တယ်ရတယ်ဘုရားရှိရင်ငါတို့ဘာမှမလိုတော့ဘုရားရှင်ငါအတွက်လုံခြုံတယ်ဘုရားရှင်ငါအတွက်လုံလောက်တယ်ကျွန်တော်တို့ကလွယ်ပဲပြောတယ်အဲ့ဒါကဝိညာဉ်ရေးမှာကျွန်တော်တို့ယဉ်ကျက်တယ်လို့ဖြစ်ပေမဲ့တကယ်တမ်းဖျားတကယ်အတူရှိရင်ကျွန်တော်တို့ရဲ့အသက်တာကဘလောက်ထူးခြားကွာခြားမှုရှိလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ခံစားဖို့လိုတာဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ခံစားရရုံမကဘဲနဲ့ဘေးကလူတွေကပါမြင်တဲ့အခါမှာဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတာကိုကျွန်တော်တို့ပြောမှသိတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကိုကြည့်လိုက်တာနဲ့ငင်းလို့ကိုမရဘူးသူနဲ့တူဘုရားသခင်ရှိတယ်ဒီလူနဲ့တူဘုရားသခင်ရှိတယ်သူရဲ့အသက်တာထဲမှာဖြစ်နေတဲ့အရာတွေကိုကြည့်ခြင်းအဖြစ်ဘုရားသခင်အတူရှိတယ်ဆိုတာသိရတာဖြစ်တယ်ယောသက်ကသူနဲ့တူဘုရားသခင်ရှိတယ်ဆိုတာ तू ဘယ်သူမှအတူလိုက်ပြောကြမလို့သူရဲ့လှုပ်ဆောင်မှုတိုင်းမှာအောင်မြင်တယ်ဘုရားအတူရှိတဲ့အခါမှာသူ့အနားမှာနေတဲ့လူတွေကဘုရားတူရှိခြင်းတက်တွေကိုမြင်ရတယ်အတလွတ်နေသူတို့ကကောင်းကြီးခံစားရတယ်အတလွတ်နေသူတို့ကကောင်းစားသွားတယ်ယောသက်အဖြစ်ဘာဖြစ်လို့လဲယောသက်နဲ့တူဘုရားသခင်အတူရှိလို့ကျွန်တော်တို့တက်တာမှာလဲဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိရင်ရပြီဆိုပြီးတော့နေနေတကယ်တော့ကျွန်တော်တို့တက်တာကအတူရှိခြင်းတက်တည်ထင်ထင်ရှားရှားဘာမှမရှိဘူးကိုသာအဲ့ဒီစိတ်ကိုထားတယ်ဖျားရတယ်ကိုတော့စားစရာမရှိလဲရတယ်အာကိုတော့ရတယ်ပိုက်ဆံမရှိလဲရတယ်အိုးကိုတော့နေစရာအိမ်မရှိလဲရတယ်ဒါပေမဲ့တမန်တရားကကျွန်တော်တို့ကိုပြောနေလဲဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိရင်ခုနတော့ကဖြစ်တယ်လို့ပဲရပါတယ်လို့ကျွန်တော်တို့ပြောဖို့မဟုတ်ဘူးဘုရားသခင်တကယ်အတူရှိရင်ကိုယ်ကွာချတယ်ဣသရေလလူမျိုးတွေနဲ့တူဘုရားသခင်ရှိတဲ့အခါမှာဘယ်လူမျိုးတွေနဲ့မှမတူဘုရားသခင်ကဘာပြောလဲဆိုတော့ငါမင်းတို့ကိုသူများနဲ့မတူစေချင်ဘူးမင်းတို့ကိုသူများနဲ့ငါတန်းတူမထားချင်အဲ့လိုခွာခြားစေချင်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖခင်ကဣသရေလလူမျိုးတွေကိုဘယ်သူနဲ့မှမတူစေချင်လို့အကုရုပြည်ကထုတ်ဆောင်လာတဲ့ကကိုယ်တိုင်ပို့ဆောင်တာဖြစ်ပေမဲ့ဣသရေလလူမျိုးတွေကဘာတောင်းဆိုလဲဆိုတော့ကျွန်တော်တို့ကိုဘယင်ပေးပါကျွန်တော်တို့ကသူများနဲ့တူချင်တယ်သူများတွေလိုပဲဘယင်ရှိချင်တယ်ကျွန်တော်တို့ကိုအုပ်ချုပ်မဲ့ဘယင်လိုချင်တယ်လို့ပြောတဲ့အခါမှာဖခင်ရန်စိတ်ထိခိုက်တယ်ငါမင်းတို့ကိုသူများနဲ့တူစေချင်တာမဟုတ်ဘူးသူများတွေကအုပ်ချုပ်မဲ့သူမရှိလို့သူတို့လူကအုပ်ချုပ်ရတာမင်းတို့ကိုတာဝန်ယူပြီးအုပ်ချုပ်တာငါကိုယ်တိုင်ဖြစ်တယ်လို့ဘုရားကသူတို့ကိုသိစေချင်ပေမဲ့သူတို့က no ရတယ်ကိုတော့ကျွန်တော်တို့လိုချင်တာသူတို့လိုပဲတခြားလူတွေလိုပဲဘယင်လိုချင်တယ်အဲ့ဒီခါမှာဘုရားကဘယ်လိုခံစားလဲဆိုတော့သူ့ကိုစွန့်ပစ်သွားတယ်လို့ခံစားတယ်ဒီနေ့ဘုရားအတူရှိခြင်းကကျွန်တော်တို့ကိုသူများနဲ့အတူကြွားချစေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသခင်အတူရှိခြင်းကိုစိတ်အထင်နဲ့မဟုတ်ဘဲနဲ့လက်တွေ့အသက်တာတွေမှာဘုရားသခင်အတူရှိခြင်းတက်တည်ကျွန်တော်တို့အသက်တာတွေမှာနေ့စဉ်ထင်ရှားဖို့အတွက်အရေးကြီးပါတယ်အဲ့လိုဘုရားသခင်အတူရှိခြင်းနေ့စဉ်ထင်ရှားစွာမြင်ရဖို့အတွက်ကတမန်တရားပြောတဲ့အတိုင်းကိုကျွန်တော်တို့အကန့်အသတ်မရှိကျွန်တော်တို့ယုံကြည်ဖို့လိုပါတယ်ဘုရားကကျွန်တော်တို့ကိုဖြောင့်မတ်တယ်လို့သတ်မှတ်ရင်ကျွန်တော်တို့ကကျွန်တော်တို့ကိုဖြောင့်မတ်တဲ့သူဘုရားကတန့်ရှင်းတယ်လို့သတ်မှတ်တယ်ဆိုကျွန်တော်တို့တန့်ရှင်းတယ်လို့သတ်မှတ်မယ်ကိုယ့်ရဲ့အခြေအနေကိုကျွန်တော်တို့မကြည့်ပဲနဲ့ငါကယေရှုခရစ်တော်အဖြစ်တန်ရှင်းဖြောင့်မတ်တဲ့သူဖြစ်တယ်လို့ကိုသိခြင်းအဖြစ်တမန်တရားကိုသိတယ်တမန်တရားကိုယုံကြည်လိုက်တဲ့အခါမှာထိုတမန်တရားကကျွန်တော်တို့အသက်တာထဲမှာအသက်ဖြစ်လာတော့ကျွန်တော်တို့ကအသက်နဲ့ပြည့်လာတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ယုံကြည်သူတက်တာမှာနှစ်ပိုင်းရှိတယ်တချို့ကအသက်ကလွတ်တယ်ကဲတင်ချင်းရတယ်ထာဝရအသက်ရတယ်ဒါပေမဲ့ယုံကြည်သူအသက်တာနဲ့ရှောက်လွန်တဲ့အခါမှာတမန်တရားကိုမသိတဲ့အသက်တာကအမြဲတမ်းဆုံးရှုံးစေတာဖြစ်တယ်အသက်နဲ့မပြည့်တော့ဘုရားရဲ့အလိုတော်ကတော့အသက်နဲ့လွတ်ယုံမြတ်မှာကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရောက်ချင်းစီတဲ့တမန်တရားသိမှလွတ်တာဖြစ်ပါတယ်အခုကျွန်တော်တို့ကြံခဲ့တဲ့4-50နှစ်ကသဘောပေါက်နားလည်ခဲ့တဲ့ဝိညာဉ်ရေးရာနဲ့အခုချိန်မှာဘုရားသခင်ကျွန်တော်တို့နားလည်စေတဲ့အရာကတူမှမဟုတ်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်သူတက်တာကအရွယ်ကြီးထွားရင့်ကျက်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့တာရွေနဲ့နေတဲ့ဘုရားသခင်ရဲ့ဖွင့်ပြခြင်းတွေကိုကျွန်တော်တို့ရရှိပြီးတော့ကျွန်တော်တို့အသက်တာထဲမှာလက်တွေ့နှုတ်ကပတ်တော်အသက်ဖြစ်ခြင်းကိုခံစားဖို့အတွက်ဒီအချိန်ကာလရောက်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ကိုဘောင်မခတ်ဘူးကျွန်တော်တို့ဂိုင်းကနာအတွေးခေါ်တွေနဲ့ကိုပိတ်မလောင်ထားပဲနဲ့ဝိညာဉ်တော်ရဲ့မာစာခြင်းဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအားဖြင့်ကျွန်တော်တို့နှုတ်ကပတ်တော်တွေကဖော်ပြထားတဲ့ကျွန်တော်တို့ဘယ်သူလဲဆိုတာသိပြီးတော့မှတမန်တရားကိုသိပြီးအသက်ဖြစ်တဲ့သူတွေအသက်နဲ့ပြည့်တဲ့သူတွေဖြစ်ဖို့အတွက်နှုတ်ကပတ်တော်က
ဒီနေ့ကျွန်တော်တို့ကိုသွန်သင်တာဖြစ်ပါတယ်ဒါကြောင့်မလို့တို့ဒီအသက်နဲ့လွတ်ယုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေဖို့ဘုရားသခင်အလိုတော်ရှိတဲ့အတိုင်းပဲကျွန်တော်တို့အရောက်ချင်းစီတိုင်းတမန်တရားကိုသိပြီးတော့မှအဲ့ဒီတမန်တရားကကျွန်တော်တို့အသက်တာထဲမှာအသက်ဖြစ်ပြီးတော့အသက်နဲ့ပြည့်လာတဲ့ယုံကြည်သူဘုရားသားသမီးတွေဖြစ်ဖို့အတွက်ဒီနေ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ပြချင်ပါတယ်အရောက်ချင်းစီတိုင်းအသက်နဲ့လွတ်ယုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံတဲ့ဘုရားသားသမီးအရောက်ချင်းစီတိုင်းဖြစ်စေပါမည်ကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကောင်းချီးပေးပါတယ်အရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ